တက်ဒီဇလန်လေးကကိုအောင်စီကကြားဘူးတဲ့အဖြစ်ပြက်တစ်ခုပါသူပြောပြတဲ့ပုံကတညတုန်းကသူ့တငယ်ချင်းတွေနဲ့ခီးထွက်ပြီးညအချိန်ဟိုတယ်တစ်ခုမှာနားခဲ့ကြတဲ့အခန်းကလည်းအနီးဆုံးရှိတဲ့ဟိုတယ်ဖြစ်တော့ဘာမှမစင်စားပဲဝင်နားလိုက်ကြတာဟိုတယ်ကအခန်းနံပါတ်300ကိုအောင်ကအခန်းထဲဝင်ပြီးအိပ်ယာပေါ်လဲလိုက်တဲ့အချိန်ရုတ်တရက်အေးဆက်တဲ့လေတစ်ခွေလဲပင်မှာဖြတ်သွားသလိုခံစားလိုက်ရတယ်သူ့တငယ်ချင်းကဒီအခန်းနည်းနည်းဆန်းနေတဲ့နေမလားလို့မေးလိုက်တယ်ညတနာရီကျော်ကိုအောင်အိတ်မပျော်ပဲနိုးနေတုံးရေချိုးခန်းကနေတစ်ဆက်နှစ်ဆက်ဆိုပြီးရေချွေးတွေကျနေတယ်လို့အတန်ကြားလိုက်ရတယ်ဒါပေမဲ့ရေချိုးခန်းမိကပိတ်ထားတာသူထသွားကြည့်တော့ရေပုံပိုင်ကနေတွေးနီရဲရဲတွေကျနေတာကိုတွေးလိုက်ရတယ်အဲ့ဒီအချိန်မှာပဲမှန်ထဲမှာမဲနဲ့တဲ့အရေးတစ်ခုဖြစ်ပြေးသွားတာကိုမြင်လိုက်ရပြီးနောက်ဘက်ကငါသွေးဆိုတဲ့အတန်တွေကြားလိုက်ရတဲ့ကိုအောင်တို့အဖွဲ့ဟာထွက်ပြေးဖို့အခန်းတကားကိုဆွဲဖွင့်ကြည့်တဲ့အခါတကားကလုံးဝဖွင့်မထွက်ဘူးနောက်ဆုံးမှာသူတို့အားလုံးဆူတောင်းပြီးအော်ဟစ်ကြတဲ့အခါတကားကရုတ်တရက်ပွင့်သွားပြီးဟိုတယ်ဝန်ထမ်းတွေပြေးလာကြတယ်သူတို့ကိုယ်တိုင်လည်းအခန်းထဲမှာဘာမှမတွေ့ကြဘူးဒါပေမဲ့ဟိုတယ်ရဲ့မှတ်တမ်းတွေအရအခန်းမှာလွန်ခဲ့တဲ့10နှစ်ကတက်ခံခဲ့ရတဲ့လူတစ်ယောက်ရဲ့အလောင်းကိုတွေ့ခဲ့ရဘူးလေလို့ဆိုပါတယ်ဒီအဖြစ်ပြက်နဲ့ပတ်သက်ပြီးကိုအောင်ကတကယ်ပဲကြောက်စရာကောင်းတဲ့အတွေ့အကြုံပါလို့ပဲပြန်ပြောပါတယ်